မိဓမ္မန္တရဏံဂစ္ဆာမိဒုတိယမိသံဃံတရဏံဂစ္ဆာမိတတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယမိဓမ္မန္တရဏံဂစ္ဆာမိတတိယမိသံဃံတရဏံဂစ္ဆာမိတတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယမိဓမ္မန္တရဏံဂစ္ဆာမိတတိယမိသံဃံတရဏံဂစ္ဆာမိတိပရဏကမနမဟာဘိက္ခုအမပါဘုရားဒါကလည်းယူထားတဲ့တရဏဂုံကိုပြန်ပြီးတတိပြရတရဏဂုံရေးကြီးလို့မယူပြီးငါတခါတတိပြရယူပြီးတဲ့ထပ်တတိပြရဒီတရဏကမနယူအပ်ပြီးတော့တရဏဂုံသုံးပါးနဲ့မဟာပရိပုံနာများများပြည်စုံကြစေတဲ့ဟုတ်နော်ဓမ္မတရဏဂုံနဲ့များများပြည်စုံကြစေဆိုတာမိုးမိတ်တို့ရေတရဏဂုံကိုများအမြဲပွားနေလို့ခိုင်းတာဓမ္မပါဟင်အဲ့တော့ဘယ်လိုပြောလဲအမပါနဲ့ဗန္ဒီရှင်ဘုရားအာမဟောရှင်ဘုရားပြောတဲ့အတိုင်းများများပွားပါမယ်ဘုရားဆိုအဲ့ဒီတွေကမိတော့တာဓမ္မပွားလာဥပုမေဟင်ဟုတ်ပြီတရဏဂုံများများပွားပါဆိုမှာဘယ်တော့ပွားတော့ဟုတ်ကလားဘယ်တော့ပွားတော့ဆိုများများပွားရမှာလေဒီကိနေဓမ္မဓမ္မဘာဖြစ်လို့တော့မယူခင်ကလည်းရမဟာဝရာမိတောင်ဝရိထဟုတ်နော်ဓမ္မငါဒီစကားကိုဆိုတော့မယ်ဆိုငါတရဏဂုံရှိကတိုင်ပြီးတော့မဲငါတိုင်ပြီးတဲ့တရဏဂုံသုံးပါးကိုတင်တော့လိုက်ဆိုကြမိမိကြီးလိုက်မှာသူတခါပေးပြီးပြန်တော့လေငါတရဏဂုံသုံးပါးပေးပြီးအဲ့ဒါကိုနင်တို့များများပွားကြလို့တတ်ခိုင်းအရေးကြီးလုံးလို့တရဏဂုံနဲ့သာသနာတည်တာကွယ်တရဏဂုံဆုံးရင်သာသနာကွယ်မှာနော်ဓမ္မနော်ဟုတ်တယ်နော်ဓမ္မတရဏဂုံနဲ့တို့သာသနာတည်ထားတာဟောဒီတရဏဂုံပြောက်ရင်တို့သာသနာပြောက်မှာအဲ့တော့တို့ကဒီတရဏဂုံကိုမပြောက်အောင်မပြတ်ပွားရမှာဟုတ်နော်ဓမ္မပွားရမှာဟင်အဲ့တော့တို့တန်ဃာများကဒီလူပေးဖို့ရာအတွက်သူတို့ကိုယ်တိုင်အသေးခံကျင့်ထားတာဟုတ်နော်ဓမ္မဘုရားကတော့အသေးခံကျင့်ထားတာလွယ်ရတာမဟုတ်ဘူးဘုရားလွယ်ပွင့်တာမဟုတ်ဘူးဟုတ်တယ်နော်ဓမ္မလွယ်ပွင့်တာမဟုတ်ဘူးဒီသိကျင်တဲ့ကဘာတော့သိအသေးရောဘာရောအကုန်လုံးအသေးခံကျင့်ထားတာဟုတ်နော်တခါဘုရားတရားတော်ကိုလည်းသူတာဝကတွေကဒီလိုပဲသိခံကျင့်ထားတာအဲ့တော့တို့လောကီဥပမာပေးကြပါစို့မိဘများကသူတို့ပင်ပန်းနဲ့ရှာထားတဲ့ပစ္စည်းတွေကနေသားသမီးလေးများရွှေတစင်စာခုတ်ပြီးရွှေဟာရဏမဟုတ်ဘူးလားဟုတ်ပါနဲ့ဗျာဗရမများလက်စုဗရမများလက်ကောဗရမများဟိုတို့ဘာတော့ကွယ်လေဆွဲလုတ်ပြီးမယ်ဆိုပါလုတ်မပြီးခင်လည်းပြောမှငါတို့ဟောလာတလုံးဆူထားတဲ့ပိုက်ဆံနော်ဒါလေးနဲ့ငါဟောဒီရဏကိုလုတ်ပြီးပါဟင်နင်ကောင်းအောင်ထိနိုင်ပါမလားနင်မပြောင်းအောင်သိနိုင်ပါမလားနဲ့မေးမေးပါလေဗျာဟင်ကိုသားသမီးလေးမှာကိုရဏဆင်မဲ့ဒီတိုင်းဆင်တာမေးပြီးမှဆင်တာလားမေးပြီးမှဆင်တာပါဗျာဟုတ်ပါလေဗျာဟင်ရဏခုတ်လာခဲ့ပြီးအိမ်ရောက်လာခဲ့ပြီးရောက်လာတော့ဟောတာရဏမတို့မစားရဲမတော်ရဲနဲ့ကိုစုထားတာလေးနဲ့ပြီးတာနော်ဟင်နေမပြောက်အောင်သိနော်မပြတ်အောင်သိနော်နဲ့ထပ်မပြောဘူးလားပြောပါလေဗျာအဲ့တော့ဒီတော့ရှိတဲ့သူတို့မိုးကုတ်ကြောက်ကဘယ်လောက်မြတ်တမ်းဘူးကြီးလို့တော့အဲ့ဒါတော့ခေါ်ချုပ်ခေါ်ပြန်ပြောတယ်ဆိုရင်ဒီလေးသိချင်းတဲ့ကဘာတဲ့သိစုထားတဲ့ရဏကတိကျမကပြောရမှာပေါ့ဟုတ်ကဲ့မှန်ပါတယ်ဗျာဟင်အဲ့